အိန္ဒိယတွေမှာဆေးရီကွာကြနေတာအစွန်းထင်းနေတဲ့အယောင်တွေမိန်ဖြော့နေပြီလားမိုင်းညွညွဟောင်းနှဲနေတဲ့နေရာတွေမှာနေထိုင်ရတာအလုံးလုံးရတာစိတ်ကိုပါရှုပ်ထွေးစေနိုင်ပါတယ်စိတ်ညစ်စရာကောင်းနေတဲ့အိမ်ဟောင်းကနေတလင်တောက်ပတဲ့အိမ်သစ်လေးဖြစ်သွားဖို့ရန်ကုန်ဖိနီး service ကပြောင်းလဲဖန်တီးပေးနိုင်ပါတယ်ကျွန်တော်တို့ရဲ့ရန်ကုန်ဖိနီး service မှာဆိုရင်ရေဆေးတုပ်ခြင်းစီဆေးတုပ်ခြင်း polish တုပ်ပေးခြင်းစားရဝန်ဆောင်မှုတွေကိုတစ်ခါလုပ်ပြီးတာနဲ့တစ်ခါလဲကြည့်စရာမလိုအောင်ကိုဆောင်ရွက်ပေးလျက်ရှိနေပါတယ်မိုးဆွေးနေတဲ့နေရာတွေကြီးညောတက်နေတဲ့ချန်စီယိုတွေကိုပါအတက်တန်းတရက်လောက်ပေါင်းစေးတုပ်ပြုပြင်ပေးလျက်ရှိပြီးတော့တကားတွေရီဘောကာတွေကလည်းဂျေးချိုရောင်တင် polish တုပ်ပေးခြင်းကျန်းကင်းရှာထိုးပါကီခင်းခြင်းရောင်တင် polish ပြုပြင်ခြင်းတွေကိုပါဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်ရန်ကုန်ဖိနီး service မှာကတင်းတင်းနဲ့ဈေးနှုန်းနဲ့လက်ရတရက်လောက်ပါဆိုစေးတုပ်ပေးနေပြီးအရေးသွေးကောင်းစားဆေးမျိုးစားတွေကိုပဲအသုံးပြုပေးနေတာမို့တခါစေးတုပ်ပြီးနစ်ချီလဲကြည့်စရာမလိုအောင်ကိုစိတ်ချထားနိုင်ပါတယ်အစာအုပ်အောင်ကိုစေးသိပ်ပြန်တုပ်ချင်တဲ့သူတွေရောဆော်လိုလက်စာစာအုပ်တစ်ကိုကိုယ်စိတ်ကြိုက်စေးတုပ်ချင်တဲ့သူတွေအတွက်ပါအဆင်ပြေအောင်ကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်ဒါကြောင့်နေရန်တွေကျန်းကင်းနေတဲ့ pre boga တွေအတွက်ဆိုရန်ကုန်ဖိနီး service ရဲ့လက်ရကိုသာယုံကြည်စိတ်ချစွာနဲ့အနက်လိုက်ပါအောက်ပါဖုန်းနံပါတ်များမှာတစ်ဆင့်ဆက်တွဲစုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ